ညီကိုဒီနေ့ညမြန်မာစံတော်ချိန်2 နာရီခွဲမှာမန်စီးတီးနဲ့နယူကာဆယ်တို့ကစားကြမှာပါမန်စီးတီးရဲ့နောက်ဆုံး10ပွဲမှာ9ပွဲတိုင်3ပွဲတည်ရင်နဲ့2ပွဲရှုံးနေပြီးအဲတဲကအင်ကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတည်ကြတာပါတယ်နယူကာဆယ်ရဲ့နောက်ဆုံး10ပွဲမှာ4ပွဲနိုင်3ပွဲတည်ရင်နဲ့3ပွဲရှုံးနေပြီးအဲတဲကအဝေးခွင်နောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲတည်ရင်နဲ့2ပွဲရှုံးနေပါတယ်မန်စီးတီးရဲ့အကျိုးပေးမှုဟာမူလကတည်ရရှုံးပေးလိုက်ရကနေဘော်ဒီ1.80တီတက်လာခဲ့ပေမဲ့လိုအပ်တဲ့ဈေးတန်းကိုမရောက်ပဲပါနေပါသေးတယ်မန်စီးတီးဟာဒီဘက်ပြီးရင်လီဗာပူးနဲ့ကန်စရာရှိနေပြီးလူစင်းမှလည်းဒိုကူနဲ့စာပင်ညွန်တို့ဒဏ်ရာကြောင့်လွဲချော်နိုင်ပါတယ်ပထမကျော်တော့ကလည်းတူးစီးနဲ့နိုင်ခဲ့တာကြောင့်ဒီဘက်ကိုလူစုံထုတ်ကစားဖို့မရှိပါဘူးနယူကာဆယ်ကလည်းရလက်ပိုင်းဆိုးဝါးနေပြီးနိုင်ပွဲတွေပျောက်နေပါတယ်မန်စီးတီးရဲ့အကျိုးပေးမှုကတည်ရဥတည်နိုင်တဲ့ပွဲဖြစ်လို့ကိုယ့်ဘက်ကိုပဲကြိုက်ပါတယ်